皆さん、おはようございます。ဒီနေ့ N3 ကိုอีกကတော့ဒါရရွှန်ရှုနော်မူကမယ်ဆိုတဲ့6ရက်မြောက်နေ့ကိုပဲဖြစ်ပါတယ်နော်။မေးတော့ခါခီမာရှော့တဲ့ email ရေးကြရအောင် email ပို့ကြရအောင်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ email ပေးပို့တဲ့အခါမှာလိုအပ်တဲ့ကောလေးတွေကိုလေ့လာသွားမှာပဲဖြစ်ပါတယ်။စာဝင်သည် email ဝင်လာတယ်စာဝင်လာတယ်ဆိုလို့ရှိရင်ဂျူရှင်းစုလူကစာဝင်သည်စာပို့သည်ကကြတော့ဆိုရှင်းစုလူကစာပို့သည်ဟိုကနေပြီး reply ပြန်တယ်စာပြန်ပို့တယ်ဆိုရင်ဟန်ရှင်းစုလူကစာပြန်ပို့သည်ပြီးရင်တစ်ဆင့်ထပ်ပြီးတော့ပို့သည်ပေါ့နော်တစ်ဆင့်ထပ်ပြီးတော့ပို့တာကကြတော့တန်းဆိုစုလူကတစ်ဆင့်ထပ်ပို့သည်စာအသစ်ရေးတယ်ကွာမှားသွားတဲ့အတွက်စာအသစ်ရေးတာကိုကြတော့ရှင်းခီစကူစေးစုလူကစာအသစ်ရေးသည်လို့ရှိရင် file တွေကိုစုစည်းပြီးတော့တစ်ခါတည်းပေးပို့တယ်စုစည်းပြီးပေးပို့သည်မတ်တိုမဲတဲ့အိုကူလူစုစည်းပြီးတော့ပေးပို့သည်စနစ်တကျထားတယ်ဆိုတာကြတော့ဆဲရီစုလူစနစ်တကျထားသည်စစ်ဆေးသည်ကကြတော့ချက်ကူစုလူကစစ်ဆေးသည်ထည့်သွင်းသည်ကကြတော့မြူးလျက်ကူစုလူရိုမာကြီးဖြင့်ရေးထည့်တယ်ရိုမာကြီးနဲ့ရေးထည့်တယ်ဆိုလို့ရှိရင်ရိုမာကြီးတဲ့မြူးလျက်ကူစုလူရိုမာကြီးဖြင့်ရေးထည့်သည်ခန်းကြီးကိုပြောင်းလဲလိုက်တယ်ဟီရာခါနာနဲ့ရေးထားတာကိုခန်းကြီးကိုပြောင်းလဲလိုက်တယ်ဆိုလို့ရှိရင်ခန်းကြီးနီဟန်ခန်းစုလူကခန်းကြီးကိုပြောင်းလဲသည်ပြီးရင်စလုံးတွေကိုထည့်သွင်းသည်စလုံးတွေကိုထည့်သွင်းတဲ့အခါကျတော့ဆိုနျူးစုလူကစလုံးတွေကိုထည့်သွင်းသည်ဖြတ်သည် delete လုပ်တယ်ကကြတော့စကူကျော်စုလူ delete လုပ်တာကစကူကျော်စုလူじゃもっと覚えましょうねတစ်ဖက်ကလိပ်စာပေါ့နော်ပို့ပေးပို့လာတဲ့သူရဲ့တစ်ဖက်ကလိပ်စာကိုကြတော့အာတဲစာခီပါပြီးတော့ပေးပို့တဲ့သူဆိုလို့ရှိရင်စာရှိတာရှိနေအကြောင်းအရာကကြတော့ခံမေကအကြောင်းအရာပါပြီးရင်မေးကိုအပေးယူလုပ်သည်မေးအပေးယူလုပ်သည်ကကြတော့မေးနဲ့အပေးယူလုပ်တယ်ပေါ့နော်စာပို့တယ်ဆိုလို့ရှိရင်ကြတော့မေးရူနော်ယာရီတိုရီကိုစုလူကမေးနဲ့အပေးယူလုပ်သည်အဲ့ခါမှာမေးပို့တဲ့ခါမှာဓာတ်ပုံကိုပါပူတွဲပြီးတော့ပေးပို့တယ်ဆိုလို့ရှိရင်ကြတော့ရှာရှင်ကိုတမ်ပူစုလူကဓာတ်ပုံကိုပူတွဲပေးပို့သည်စာပိုက်ခွဲသည်ကကြတော့ခိုင်ကျော်စုလူကစာပိုက်ခွဲသည်မေးဖို့သူရဲ့လိပ်စာကိုစာရင်းသွင်းသည်မေးဖို့သူရဲ့လိပ်စာကိုစာရင်းသွင်းတယ်ဆိုလို့ရှိရင်ကြတော့မေးဖို့တဲ့သူကဆိုရှင်းရှာနော်မေးရူ address ကိုတိုးရကုစုဆိုရှင်းရှာနော်မေးရူ address ကိုဘာလဲတိုးရကုစုမေးဖို့သူရဲ့လိပ်စာကိုစာရင်းသွင်းသည်ပါလိပ်စာစာအုပ်ကကြတော့address ချောကလိပ်စာစာအုပ်ပါပြီးရင်စာပို့ခြင်းပြီးဆုံးသွားပြီဆိုတော့ကြတော့စာပို့တာအောင်မြင်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဆိုရှင်ကခံလျောစုဆိုရှင်ကခံလျောစုစာပို့ခြင်းပြီးဆုံးသွားပါပြီဆိုပြီးပြောတာပါじゃ今日も良い一日をまたね